သမိုင်းကြောင်းတစ်လျှောက်ကျမတို့တိုင်းရင်းသားတွေရဲ့ရင်ထဲနှလုံးသားတွေကတန်ရာတန်ချက်တွေကိုကျမတို့ရဲ့နှလုံးသားတွေနဲ့မျှဝေခံစားပြီးစာနာမှုနဲ့ကုစားပေးကြရမှာပါအပင်ပေါက်စအညွန့်ထူစထွန်းသစ်စဒီမိုကရေစီကိုရင့်ကျက်ခိုင်မာအောင်ကြိုးစားရှောက်လှမ်းရင်းနဲ့တစ်ချိန်တည်းမှာပဲကျမတို့တိုင်းရင်းသားတွေရဲ့ပြည်ထောင်စုအိမ်မက်ကိုပုံဖော်ပေးနိုင်မဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးခရီးကိုကြုတ်ကြခဲဆက်လက်ပြီးကျမတို့ရှောက်လှမ်းကြရမှာပါကျမတို့နိုင်ငံကျမတို့ပြည်ထောင်စုမှာဒီကနေ့ရင်ဆိုင်တွေ့ဆုံနေရတဲ့စိန်ခေါ်မှုတွေအားလုံးကိုလွှမ်းခြုံရင်ဆိုင်တုံ့ပြန်နိုင်မဲ့ပြည်ထောင်စုကြီးတည်ဆောက်နိုင်ဖို့အတွက်ကျမတို့ပြည်ထောင်စုကြီးရဲ့သားသမီးတွေအားလုံးကောင်းခြင်းဆိုင်ရင်ချင်းအပ်ပြီးတစိတ်ထဲတဝမ်းတဲ့ကြိုးပမ်းဆောင်ရွက်ကြဖို့အထူးပဲအရေးကြီးလာပါတယ်ကမ္ဘာကြီးကကျမတို့နိုင်ငံကိုစောင့်ဆိုင်နေမှာမဟုတ်ပါဘူးကျမကိုလက်ပေါ်မိဘကြလာမှပူလောင်တယ်လို့သဘောထားတာမျိုးကိုမျက်စိနာနီးကပ်လာမှအရေးတယူလှုပ်ထားမျိုးနဲ့ပြည်ထောင်စုအသစ်အတွက်အိမ်မက်တွေမဲ့နိုင်ကြမှာမဟုတ်ပါဘူးကျမတို့ပြည်ထောင်စုရဲ့နေရာတစ်ခုခုမှာပဲပြိပက္ခဖြစ်တာပဲဖြစ်ဖြစ်ကျမတို့ပြည်ထောင်စုရဲ့သားသမီးတွေတနေရာမှာနာကျင်ခံစားနေရတာပဲဖြစ်ဖြစ်လက်သေးစိတ်ရလက်ထိတ်နာဆိုသလိုမျှဝေခံစားနိုင်ကြရမှာဖြစ်ပါတယ်အားလုံးကအမြတ်တို့တန်ဖိုးထားပြီးငါတို့ရဲ့ပြည်ထောင်စုဆိုတဲ့ခံယူချက်တွေအတွေးအမြင်တွေဖြစ်ပေါ်လာအောင်တိုင်းရင်းသားတွေရဲ့တည်သန့်တည်ရှိနေတဲ့တန်ဖိုးထားအားလုံးကိုမျှဝေပေးဖို့လိုပါတယ်စာနာထောက်ထားမှုရဲ့နဲ့အသိအမြင်မှန်ကန်မှုပေါင်းစပ်နိုင်မှသာသူဒေသငြိမ်းချမ်းရေးမရတာငါနဲ့မဆိုင်ဘူးဆိုတဲ့ကိုလွတ်ယုံတဲ့စိတ်ဓာတ်မျိုးနောက်လာမဲ့မျိုးဆက်တွေရဲ့ကိစ္စနောင်ခါလာနောင်ခါစီထက်တွက်เสียမလိုဘူးဆိုတဲ့တာဝန်မသိတဲ့ခံယူချက်မျိုးတွေကိုဖယ်ရှားပြစ်နိုင်မှာဖြစ်ပါတယ်ကျမတို့ရဲ့တိုင်းသားပြည်သူလူထုကြီးကလည်းငြိမ်းချမ်းရေးရရှိဖို့ကူပြီးတွန်းပေးမှလည်းငြိမ်းချမ်းရေးကိုနှောင့်နှေးအောင်လုပ်ချင်သူတွေငြိမ်းချမ်းရေးကိုဖျက်ဆီးချင်သူတွေအနေနဲ့ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်မရှောင်မလန်းလို့မရဘူးဆိုတဲ့အခြေအနေမျိုးကိုရောက်ရှိလာမှာပါဒီတော့အားလုံးကဝိုင်းပြီးတော့တွန်းကြဖို့လိုပါတယ်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးဆိုတဲ့ပြည်ထောင်စုရဲ့ပန်းတိုင်ကိုအများဆုံးရောက်ရှိနိုင်ဖို့ကျမတို့အစုအဖွဲ့တွေရဲ့ဆွဲအားနဲ့ကျမတို့ပြည်သူတွေရဲ့တွန်းအားဒီနှစ်ခုရဲ့စုပေါင်းအင်အားအကောင်းဆုံးအချိန်မှာကျမတို့လူလားတောင့်တနေတဲ့ပြည်ထောင်စုငြိမ်းချမ်းရေးမုတ်ချရမယ်လို့ကျမအနေနဲ့အခိုင်အမာယုံကြည်ထားပါတယ်ကျမတို့အားလုံးမျက်စိမပိတ်ခင်အချိန်တွေမှာကျမတို့နိုင်ငံငြိမ်းချမ်းရေးရတာကိုမြင်သွားကြပါတယ်မငြိမ်းချမ်းလို့မဖြစ်ဘူးဆိုတဲ့ခံယူချက်နဲ့ကျမတို့ပြည်သူတွေငြိမ်းချမ်းရေးအတွက်ဝန်းရံပေးကြပါငြိမ်းချမ်းရေးအတွက်တွန်းအားပေးကြပါလို့တိုက်တွန်းပြောကြရင်းနဲ့ဒီကုန်းချုပ်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်